What's the difference like 390 and 750? This is like a double beef, and this is a normal one beef, and this is a two or beef. double cheese. Yes, I think. Okay, I will get the normal. Yeah. Yes, normal is Yeah. okay. And what kind of sauce do you like? Smoked honey barbecue, American mustard, wasabi, mayonnaise. Smoke. Yeah. Smoke BBQ. barbecue. And how would you like to meat cook? Medium. Which one do you recommend? Like from the signature. Like a Hot coffee. Hot coffee, right? Yeah. Also, orange mart hai. Burger ni yaw ba bi. အားလုံးသုံးဆောင်ကြပါ အမေရာမီဒီယမ်အမေရာတော့ကောင်းပါတယ်ချစ်စဲတော့အဆင်ပြေပါတယ် orange စားပြီးတော့ဒီမှာဒီမှာလမ်းဆောင်ရောက်တာတော်တော်လှပါဘူးခုနကဖေးကနေခု blue temple သွားမလို့နီးလေးပါပဲဒီနားမှာဆို9မိနစ်လမ်းရှောင်းရောက်သွားရှင်းနေကြွအောင်သူတို့မျိုးလေးကတော်တော်လှပါတယ်ချင်းရိုက်Orange Blue Temple သွားပြီးရင်အရင်ဆုံး hostel ပြန်သွားနားပါမယ်။အားပြီး night market သွားပါမယ်။တော့လောက်ပဲ Blue Temple ကိုအားလုံးသူတို့လိုက်ကြည့်လိုက်ရအောင် Blue Temple ကတော့နှစ်ပေါင်း100ကျော်လောက်ကကျန်ရစ်ခဲ့တဲ့လူမနေတော့တဲ့ဘုံကြီးကျောင်းစာဟောင်းကို2005ခုနှစ်မှာပဲခုခေတ်ဆောက်လုပ်ရေးအမှုပညာနဲ့ပြင်လည်ပြုပြင်ထားခြင်းပဲဖြစ်ပါတယ်နောက်ကျရင် Blue Temple သွားဖို့အစီအစဉ်ပဲရှိတာပဲဖြစ်ဖြစ်ချင်းရိုင်ရောက်တာပဲဖြစ်ဖြစ် Blue Temple ကတော့မြို့ထဲနဲ့နေတော့တော်လဲတော်တင်ပါတယ်ဒါကတော့ orange ဖျားဘူးထွက်လာပြီအနောက်တကားဘော်ရဲ့စင်ထူကိုရိုက်ထားတာပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ orange ကိုဆက်တွေ့ကြရအောင်